အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio book YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးအခုတင်ဆက်ပေးမယ်ကတွန်းရုပ်ပြပုံမြင်လေးရဖွေဦးတို့ကျောင်းစာကြီးလိုက်ဆိုတဲ့ကတွန်းရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မသေးဆက်ခင်မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ပေးပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ဒီနေ့ဖြူဦးတို့ကျောင်းတွင်စာကြီးလိုက်မရှိပါဒီနေ့အတန်းပိုင်ဆရာမဒေါခင်ကတီချဲလူအတန်းမှာအတန်းတွင်စာကြီးလိုက်လေးလှုပ်ချင်တယ်တီချဲငငယ်ကစူဆောင်းသားတဲ့ရွှေတွေးဒေါစာမိုးတောက်ပန်းစားတဲ့စာဆောင်တွေကိုတီချဲမှာရှိတယ်ဒါပေမဲ့တီချဲမှာရှိတဲ့စာအုပ်လောက်နဲ့စာကြီးလိုက်ဖွေးမှုရမှာမဟုတ်ဘူးမင်းတို့အိမ်မှာရှိတဲ့စာအုပ်တွေလူမယ်ဆိုရင်အစီပြေသွားနိုင်တယ်ဆရာမစကားဆုံးသွားရင်ဖွေးဦးတို့အတန်းယူအတန်းသားများတိုင်ပင်ကြသည်တို့အိမ်မှာမြတ်မင်္ဂလာစာဆောင်နေရှိတယ်တို့အိမ်မှာလည်းမင်္ဂလာဆောင်မဲ့စာဆောင်နေရှိတယ်ဖွေးဦးသည်အိမ်တို့ရောက်တော့အခါအတန်းပန်ဆရာမကြီးအကြံပြချက်ကိုဖေဖေအားပြောပြသည်တိတ်ကောင်းတဲ့အလုပ်ပဲသမီးဖေဖေလဲစာအုပ်တွေကိုဝယ်ပြီးတော့လူကြမယ်နောက်နေ့ဖေဖေမျိုးထဲမှာပြန်လာသည်သမီးရေဒီမှာလာကြည့်စမ်းဟာစာအုပ်တွေများကြီးရွာလားဖေဖေဖွေးဦးကြည့်လိုက်တော့ကတွန်းစာအုပ်များသားမကကလေးများအတွက်ဘုံတုတရစေမယ်တိတ်ပံစာစီများကိုလည်းတွေ့ရသည်နောက်နေ့ကျောင်းသွားသောအခါထိုစာအုပ်များကိုယူသွားပြီးဆရာမစီလူလိုက်သည်ဖေဖေလူလိုက်တာဒီချက်ကျေးဇူးပဲသမီးဖေကိုလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပါဟုတ်ကဲ့ဆရာမကရှိသမျှစာအုပ်များကိုအခန်းထဲရှိဗီဒီယိုထဲတွင်ထည့်ထားသည်စာအုပ်ဗီဒီယိုတော့ကိုတော့တီချဲပဲတင်ထားမယ်တပီးတော့ကိုတောက်ကြနေမှာပဲစာအုပ်ငှားခွင့်ပြုမယ်နေလာနေမှာတော့မပြတ်မကွက်ပြန်အပ်ကြသည်တပီးတို့ဘယ်စာအုပ်ငှားသွားတယ်ဆိုတာကိုသိရအောင်တီချဲမှတ်ထားမယ်နော်ဟုတ်ကဲ့တီချဲဖွေးဦးတို့အခန်းတွင်စာကြီးတိုက်ကလေးသည်တောက်ကြနေတွင်စာအုပ်များငှားကြပြီးတနေ့လာနေတွင်မပြတ်မကွက်ပြန်အပ်ကြသည်တနေ့တွင်ကျောင်းအုပ်ဆရာကြီးကကျောင်းသားအလုံးကိုအစည်းအဝေးခေါ်ကြသည်ဆရာကြီးတို့ကျောင်းမှာစာကြီးတိုင်းမချေဘူးဖြစ်နေတယ်အခုဆရာမကြီးဒေါခင်တို့အတန်းကအတန်းတွင်စာကြီးတိုင်းလှုပ်ထားတယ်လို့သိရသည်အဲ့ဒီတော့အခြားအခန်းတွေကကျောင်းသူကျောင်းသားတွေလည်းဖက်ချင်ကြမှာပဲကျောင်းစာကြီးတိုင်းအသက်ဝင်မှုသားတို့သမီးတို့မိဘတွေကိုလည်းလိုအပ်တဲ့အကူအညီတွေပေးစီခြင်းနဲ့ကျောင်းစာကြီးတိုင်းဖြစ်မှဖို့ကျမတို့အတန်းတွေစာကြီးတိုက်ကစာအုပ်တွေကိုလည်းလူတန်းပါမယ်ဆရာကြီးကလေဝင်းလေးထက်ကောင်းသောအခန်းတစ်ခန်းကိုစာကြီးတဲ့အဖြစ်သတ်မှတ်ပေးသည်ကျောင်းသားမိဘများအားလည်းငွေအင်ကစာအုပ်အင်အားတို့ဖြင့်တက်နိုင်သမျှလူတန်းကြသည်အလူချင်းဦးနိုင်မင်းကပေးစီကွာဖွေးဦးတို့အတန်းကစတင်လိုက်သောအတန်းတွင်စာကြီးတိုက်လေးမှာကျောင်းစာကြီးတိုင်းအထိတိုးတက်လာသဖြင့်ကျောင်းသူကျောင်းသားများဘုတုတရရှိကပျော်ရွှင်နေကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးကူတင်ဆက်ပေးတဲ့ကတွန်းရုပ်ပြပုံမြင်လေးရတော့ဖွေးဦးတို့ကျောင်းစာကြီးလိုက်ဆိုတဲ့ကတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးနားဆင်ကြရင်တော့မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ပေးပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်